မင်္ဂလာပါရှင်အော်စကာသူမကြိုဆိုပါရရှင်ဒီနေ့မိတ်ဆက်ပေးမှလေးတွေကတော့16ပဲရေအခောက်အပြားလေးတွေနဲ့မိတ်ဆက်ပေးမှဖြစ်ပါတယ်ရှင်ရော့အတွက်လက်ခလုံးဝမပါတဲ့16ပဲရေအပြည့်အဝရှိတဲ့ရွှေရည်လေးနဲ့မိတ်ဆက်ပေးမှာပါဒါလေးကတော့တပည့်အပြားအကယ်ဒမီအခောက်ရွှေတပည့်အပြားလေးဖြစ်ပါတယ်ရှင်နောက်ဒါလေးကတော့နှစ်ပဲ16ပဲရေနှစ်ပဲအကယ်ဒမီအခောက်ရွှေလေးဖြစ်ပါတယ်ဒီဟာလေးကတော့အကယ်ဒမီအခောက်ရွှေလေးပဲအပြားလေးဖြစ်ပါတယ်ဒါလေးတွေကဆိုရင်အရော့တွဲနဲ့လက်ခလုံးဝမပါပါဘူးရှင်ရွှေအချိန်တိုင်းပဲငွေပြည့်ချရမှာဖြစ်ပါတယ်အရော့တွက်ဖို့လည်းပေးကြမလို့သလိုလက်ခဖို့လည်းပေးကြမလို့ပါဘူးရှင်အကယ်၍ဒီလိုအခောက်အပြားလေးတွေများလိုအပ်တယ်ဆိုရင်အော်စကာသူဂျန်ဂျွယ်လရီကိုကြွလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်